တက်လက်မမလဲလို့ငါမင်းနေတော့ဒီကရက်တခုလုံးငါပြဿနာရှာတော့မယ်တက်လက်မမကိုလေးကျွန်တော်ဘာများပြင်ပေးရမလဲဟိုစိတ်ကိုအေးလေးထားပါကိုရဟိုကျွန်တော်အတက်နိုင်ကိုဆောင်ရွက်ပေးပါ ဆိုင်ရမန်နေဂျာပါဟုတ်ကဲ့ကျွန်တော်ဒီဇိုင်းမန်နေဂျာပါတက်လျာဆိုရွှေချမောင်တော့ခေါ်တော့ဟုတ်တော့ခေါ်ငါမတွေ့မရှိမပြောင်းဘူးနော်ရှင်းရှင်းလေးပြောတာအကိုနဲ့တက်လျာကြားမှာဘာပြဿနာတွေဖြစ်ခဲ့လဲဆိုတာတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ကြားတယ်ကြားတယ်ဘာတွေဟုတ်လားမပြောနဲ့တော့တက်လျာတော့ခေါ်လို့ငါပြောရှင်းရှင်းလေးခေါ်တော့ခေါ်ပြီဟုတ်ကဲ့ကျွန်တော်ခေါ်ပြရမယ်ကိုစိတ်ကလေးခဏချင်းဟဲ့ကြားကြကျွန်တော်တက်လျာမြန်သွားခွာကွာတော်ရောက်ခုတော့ဟုတ်ဟာတော့စိတ်ကိုထိမှကိုလို့ကျွန်တော်ခေါ်ခိုင်းထားလိုက်ပြီနော်ခဏလေးပါကိုစိတ်ကိုထိမှမင်းတို့ကစမော်တီရမလက်ခံတာပြောဟမ်ဘာလို့လဲတော်ပြီဟာငါကောင်းမလေးကျွန်တော်တောင်းလာကြားတော့ပြီတက်ပြောနေတယ်နော်သူရှိသူရှိမအောင်စောက်ခွင့်ရင်လောက်တာလေခဏလေးကိုစိတ်ကိုမတော်ဟုတ်လားခင်ဗျားရဲ့ကလပ်မှာဒီလိုမျိုးငွေရှိတာမင်းကလေးတို့ရန်ကားကျင်တိုင်းရှန်ကားလှုပ်ချင်တိုင်းလှုပ်လို့ရလားကျွန်တော်ကလပ်ရဲ့ရှင်ကျေးမှုတွေသဘောမကျဆိုတော့လည်းခင်ဗျားသိပါတယ်ခုမြင်ငွေရတော့ကျွန်တော်အတွက်တော်တော်အဆင်မပြေဘူးကျွန်တော်ဝန်ထမ်းတွေဘက်ကပေါ့ရောက်မှုပါဗျာကျွန်တော်ဒီဘက်ကလုပ်ငန်းကနေကိုနေတကုံရဲ့ share တွေပေါ့မထိခိုက်စေရပါဘူးဟိုကျွန်တော်တောင်းယူရတယ်